လေးတွေသွားစီကံပြဖို့လိုလားဘယ်အကျွဲမှာပြကြမလဲဘာတွေကြိုပြီးတော့ပြင်ဆင်ရမလဲမင်္ဂလာပါကျွန်တော်ဒီနေ့ကလေးသွားကျမ်းမာရေးနဲ့ပတ်သက်ပြီးနည်းနည်းကျွန်တော်ပြောပြချင်တယ်အဲ့ဒါကျွန်တော်ကလေးတွေကအများစုထင်ကြတာကလေးသွားကချိန်နေကျိုးမှာပဲဒါကတော့သဘာဝပဲချိန်နေကျိုးမယ်လူကြီးသွားပေါက်မယ်အဲ့တော့တစ်ချိန်ကျရင်ဆွန့်ပြရမယ့်အရာကိုဘယ်သူမှတော့ကျွန်တော်အလေးမထားကြဘူးအဲ့ဒီသဘောပဲကလေးသွားရလေချိန်တိုင်းကျိုးမှာပါဗလားဒါကလေးသွားဘာလို့မှလဲဂိမ်းမဆိုင်မဟုတ်ဘူးကလေးသွားကလူကြီးသွားမတိုင်ခင်ပေါက်လာတယ်ဆိုတာဒီသူကသူ့မှာလည်းသူ့ရဲ့တန်ဖိုးနဲ့သူရှိတယ်လူကြီးသွားအပေါ်မှာသူ့ရဲ့တက်ရောက်မှုတွေရှိတယ်ကျွန်တော်ကကလေးသွားကသူ့မှာကျိုးရမယ့်အချိန်တွေရှိတယ်အဲ့တော့သူ့ရဲ့ sequence နဲ့သူ့အချိန်နဲ့သူကျိုးတော့မှလူကြီးသွားတွေဒီသူ့အချိန်နဲ့သူပေါက်မယ်မှန်မှန်ကန်ကန်ပေါက်မယ်ကျွန်တော်တို့မှာသွားတွေအများကြီးအချို့ဆိုအရင်မညီဘူးထက်နေအဲ့ဒါကကျွန်တော်တို့ဒီမေယိုးနဲ့လည်းဆိုင်တယ်လို့ကလေးသွားတွေကိုဂယူးမဆိုင်တာနဲ့လည်းဆိုင်တယ်အဲ့တော့ကျွန်တော်ကလေးအန်သွားရဆိုရင်အသက်10နှစ်လောက်မှလဲရမယ်9နှစ်မှမရှိတော့တချို့တွေဆိုရင်အရန်ကိုကျွန်တော်တို့ပိုးစားပြီးကယ်လို့မရတော့ဒုက္ခပေးနေတော့နှုတ်လိုက်ရတယ်အဲ့တော့ဘာဖြစ်သွားလဲဆိုလို့ရှိရင်အဲ့လိုမျိုးအနေထားကြတော့ဒီ10နှစ်မှကျိုးရမယ်ကလေးသွား9နှစ်မှကတည်းကကျိုးသွားပြီဆိုရင်သူ့အောက်ကပေါက်မဲ့လူကြီးသွားကအရန်ဒုက္ခရောက်သွားပြီတော့အရန်တိုင်ပတ်သွားပြီအဲ့ကောင်ကအခုပဲပေါက်တော့မှလားနေရအောင်မှလားအဲ့မှာသူ့မှာအရန် confuse ဖြစ်သွားပြီအဲ့တော့ဘာဖြစ်လဲဆိုရင်ကျွန်တော်ကသွားပေါက်တဲ့အချိန်တွေမမှန်တော့ဘူးအဲ့တော့မပန်တော့ဘာဖြစ်လဲသွားရထက်ကုန်သွားရထက်ကုန်တယ်เนาะသွားရပေါက်ဖို့နေရာတွေမလွတ်တော့ဘူးအဲ့တော့ဟိုအပြင်ကပေါက်လိုက်အတွင်းကပေါက်လိုက်နဲ့ဖြစ်တာပေါ့လေအဲ့တော့ကြောင့်မလို့ကျွန်တော်တို့ကခလီးသွားရည်ကျွန်တော်တို့အရင်ရေးကြည့်အဲ့တော့အရေးကြီးတော့ကျွန်တော်ဘယ်အချိန်မှာခလီးစေးကန်းပြကြမလဲဘယ်အချိန်မှာစေးကန်းပြမလဲဆိုလို့ရှိရင်အဲ့ဒီမတိုင်ခင်မှာကျွန်တော်တို့စေးကန်းမရောက်ခင်မှာအရင်ဆုံးစောင့်ရှောက်နေပေါ့ခလီးသွားတွေကိုကျွန်တော်တို့ဘလို့ဂယူးဆိုင်မလဲဆိုရင်သွားပေါက်ပြီဆိုရင်သွားတိုက်ပါဒါလေးတခုတော့ကျွန်တော် message ရသွားစေချင်တယ်သွားပေါက်ပြီဆိုရင်သွားတိုက်ပါခလေးသွားကဘယ်ချိန်မှာပေါက်လဲ6လောက်မှာပေါက်တယ်အဲ့တော့ဘာနဲ့တိုက်မလဲဆဆချင်းမှာတော့တပုတ်တိုင်တိုက်လို့မရဘူးမှန်တယ်ဘာနဲ့တိုက်မလဲကျွန်တော်အနှီးလေးတွေပေါ့ခလေးအနှီးတန်တန်လေးဒါမှမဟုတ်လဲကျွန်တော်တို့ဒီ cotton ဂွန်းလုံးလေးတွေခလေးသုံးတဲ့ဂွန်းလေးတွေနဲ့သွားတိုက်စီထည့်စရာမလိုဘူးသွားတိုက်စီထည့်စရာမလိုပဲနဲ့ဒီသွားလေးတွေကျွန်တော်တို့ကပုတ်ပြီးတော့တိကျပြောင်းအောင်တိုက်ပေးရဒါခလေးက no ဆိုတော့ no ဆိုတော့ဘာပြောကျွန်တော်တို့ကဒီသွားပိုးစားနိုင်တယ်အဲ့ဒါကြောင့်မလို့အဲ့လိုမျိုးတန်ရှင်းလုပ်ပေးရမယ်လုံလာရင်နဲ့ကျွန်တော်တို့များသောအားဖြင့်သတ်မှတ်တာကတော့တစ်နှစ်ခွဲပေါ့တစ်နှစ်ခွဲလောက်ဆိုရင်တော့တပုတ်တန်နဲ့သွားတိုက်စီနဲ့စပြီးသုံးလို့ရပြီလူကြီးသွားတိုက်စီမဟုတ်ပါဘူးခလေးသွားတိုက်စီ900 ppm fluoride ပါတဲ့သွားတိုက်စီကိုစပြီးကျွန်တော်သုံးလို့ရပြီအဲ့တော့သုံးပြီးတော့သွားအောင်တိုက်မယ်အဲ့ဒါဆိုလို့ရှိရင်တော်တော်လေးတန်တယ်ကိုကအဲ့လိုမျိုးတခြား view စိုက်မယ်စိုက်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဒီတောက်လျှောက် view စိုက်သွားလို့ရှိရင်ခလေးသွားတွေကိုကြည့်တာကြည့်ထားတော့သွားမျက်နှာပြင်မှာအမဲလေးတွေဖြစ်လာပြီဆိုရင်ဒါဒီသွားပိုးစားတာပဲအဲ့ဒါမျိုးတွေ့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကသွားစေးကန်းကိုသွားပြတယ်ဒါပေမဲ့သွားစေးကန်းရောက်တိုင်းလဲလုံးမှာမဟုတ်ဘူးဆိုလို့ရှင်တော့ကျွန်တော်ကသွားစေးကန်းမှာသွားဆရာဝန်နဲ့ကိုက consult လုပ်တိုင်မင်းရမယ်တိုင်မင်းတဲ့အချိန်မှာသွားဆရာဝန်ကကြည့်လိုက်လို့ဒီအနေထားကြီးလုပ်ဖို့မလိုသေးဘူးဆိုရင်မလုပ်ဘူးပေါ့မလုပ်ဘဲနဲ့ကျွန်တော်တို့က fluoride လေးတွေ application လုပ်ပေးရမျိုးရှိတယ် Fisher sealant လို့ခေါ်တာပေါ့နော်ခလေးသွားအဲ့ဒါမျိုးဆိုရင်သူကနောက်ထပ်သွားပိုးမဆောင်အောင်ကာကွယ်ပေးတယ်အဲ့တော့သွားဆရာဝန်ကကြည့်လို့ဖို့လိုရလို့ဆိုရင်ကလေးသွားဖာပေးမယ်သွားဆေးထည့်ပေးမယ်စသည်ဖြင့်ကျွန်တော်တို့ကလုပ်ပေးတာပေါ့လေအဲ့တော့ကြောင့်မလို့ဘယ်အချိန်မှာပြမလဲဆိုရင်တော့အသက်ကန့်သက်ချက်မရှိဘူးကိုယ့်ရဲ့ကလေးသွားတွေကိုစောင့်ကြည့်ထားပါကလေးသွားမျက်နှာပြင်မှာသွားပိုးစားအမဲအပေါက်ပေါက်လေးဖြစ်နေပြီဆိုရင်တော့ပြတင်တယ်သွားဆေးကန်းရောက်လို့ရှိရင်လည်းလုံးမယ်မဟုတ်သေးဘူးလုံးသိရင်လုံးမယ်မလုံးသေးဘဲနဲ့အခြားကာဝဲနေရှိလို့ရှိရင်လည်းကာဝဲမှာပေါ့နော်နောက်တစ်ခုကသွားဆေးကန်းမပြခင်ဘာတွေပြင်ဆင်ခဲ့ရမလဲအရင်ရေးကြည့်တယ်ဘာဖြစ်လဲဆိုရင်သွားစီးကန်းမှာကြုံရတာကခလေးတွေပါဇက်ဟမပေးဘူးဒါခလေးကကြောက်တာဟုတ်အဲ့တော့အသက်ကြီးလာရင်တော့တပြေးနဲ့9နှစ်10နှစ်လောက်ကလေးကတော့လွယ်တကူဟပေးတာပေါ့ဒါပေမဲ့4နှစ်5နှစ်6နှစ်ကလေးတွေကပါဇက်ဟမပေးဘူးကြောက်တတ်တယ်အဲ့တော့အဲ့ဒါဒီဘာနဲ့ဆိုင်လဲဆိုမိဘနဲ့အရင်ဆိုင်တယ်ကျွန်တော်တို့ကဒီမိဘဒီအိမ်မှာခလေးတွေကိုကျွန်တော်တို့အမြဲရှင်းပြနေရရှင်းပြပြီးတော့မှသွားစီးကန်းကြီးကြောက်စရာနေရမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ကဒါခလေးတွေကိုနားလည်အောင်ပြောပြပေးထားအောင်အဲ့တော့နောက်တစ်ခုကကြတော့ခလေးတွေကိုမစပါနဲ့သွားစီးကန်းနဲ့ပတ်သက်ပြီးခလေးတွေကိုလုံးဝမစပါနဲ့ဘာကြောင့်လဲဆိုလို့ရှိရင်တချို့ကခလေးတကူမလုပ်ဘူးဆိုလို့ရှိရင်အမှနင်းကိုဆရာဝန်ကသွားနှုတ်လိုက်လိမ့်မယ်အဲ့လိုမျိုးတွေကျွန်တော်ရှိတယ်အဲ့တော့ဒါကဘယ်လိုလဲဆိုရင်သွားစီးကန်းမှာခါကြရင်မောင်နှမ2ယောက်လာပြတယ်ကိုအမကိုဒီသွားဆရာဝန်ကကုသမှုပေးနေတယ်အဲ့ဒီအချိန်မှာအဲ့မောင်လေးကခလေးလေးကအငြိမ်မနေဘူးအငြိမ်မနေဘူးအမှစီးကန်းနဲ့ပတ်ပြီးစော့နေစအမေကတခါကြောက်ရှင်နည်းနည်းလေး6တက်တယ်ဟဲ့နင်းမနေဘူးလားနင်းဟိုအဲ့မှာဆရာဝန်ကသွားနှုတ်လိုက်လိမ့်မယ်
အဲ့တော့ဘာဖြစ်သွားလဲဆိုရင်အဲ့ဒီစကားပြောပန်များတဲ့အချိန်ကြတော့အဲ့ကလေးငယ်ငယ်လေးရဲ့စိတ်ထဲမှာသွားဆရာကိုမြင်လို့ရှိရင်သွားနှုတ်ခံရမယ်ဆိုတာဆွဲသွားတယ်ဆွဲသွားတော့အဲ့တော့သွားစီကန်းသွားမယ်လေဒါငါတော့သွားနှုတ်ခံရတော့မယ်ဆိုပြီးတော့မဟတော့ဘူးပေါ့နော်အဲ့တော့ကြောင့်မလို့အဲ့လိုမျိုးမစရဘူးကျွန်တော်တို့ကအဲ့တော့ဘလို့ပဲသဘောတော့ဒီ negative ဘက်ကိုမပြောဘဲနဲ့ positive ဘက်ကိုပြောရမယ် positive ဘက်ဆိုတော့အဲ့တော့သွားဆရာကတားရဲ့သွားတွေကောင်းအောင်လုပ်ပေးမယ်အဲ့တော့ဒီလိုမျိုးစကားမျိုးကိုပြောဖန်များနားသွင်းဖန်များလို့ရှိရင်ကလေးကလည်းအော်သွားဆရာဝန်ဆိုတာငါ့ကိုကောင်းအောင်လုပ်ပေးပါမှာကောင်းတဲ့လူကြီးလို့ထင်သွားအောင်အဲ့တော့အသားတကြီးပါဇက်ဟာပေးတာပေါ့နော်အဲ့တော့မိဘကလည်းသွားစီကန်းကိုဒီတိုင်းပဲခေါ်လာထက်စားလို့ရှိရင်အိမ်မှာစီကန်းမပြခင်တရက်နှစ်ရက်သုံးရက်မှာတောက်လျှောက်ကလေးကိုနားသွင်းထားရမှာပေါ့ကလေးကိုပြောထားတော့ကလေးကအဲ့စကားကြားပန်များတော့ဟောသွားစီကန်းဒီကောင်းတဲ့နေရာပါလားဆိုသူကမှတ်ယူသွားတာအဲ့တော့ဘာဖြစ်လဲကျွန်တော်ကုသမှုလုပ်တဲ့ချိန်မှာလည်းအဆင်ပြေတာပေါ့နော်အဲ့တော့ပြီးနောက်တစ်ခုကကျတော့တချို့ကလည်းဒါဟိုပြောပြအောင်လည်းမရဘူးဒါတချို့ကလေးလည်းပြောရင်ရတချို့ကလေးလည်းပြောအောင်လည်းမရရင်ဘာလို့ ရလဲဆိုကျွန်တော်ကစုပေးတံပေးပေါ့စုပေးတံပေးဆိုတာအဲ့စနစ်ကတော့ဒါ international မှာလည်းသုံးတဲ့စနစ်ပဲစုပေးတံပေးစနစ်ကကလေးတွေမကောင်လူကြီးတွေလည်းသုံးဝင်တာပေါ့နော်အဲ့တော့ကဲသွားစီကန်းသွားမယ်ပါဇက်ဟာပေးတယ်ဆရာဝန်လောက်တာကုသမှုအလုပ်ခံတယ်ဆိုလို့ရှိရင်တော့တားကိုဘာဝယ်ပေးမယ်ကဲအယုတ်ဝယ်ပေးမယ်နော်အဲ့တော့ဟို remote နဲ့ကားဝယ်ပေးမယ်နော်အဲ့တော့ size ဒါမှမဟုတ်သူကြိုက်တဲ့အစားတော့ဘာစာကြက်ကြော်ဝယ်ကျွေးမယ်စသည်ဖြင့်ပေါ့ဒါဆိုရင်ဒါစုပေးတဲ့ဟာမျိုးအဲ့လိုမျိုးဆိုရင်ကလေးကအလုံးမခံချင်အောင်မှအယုတ်လိုချင်တဲ့စိတ်နဲ့ဟပေးတာပေါ့နော်ဒါမှမဟုတ်သူကတချို့ကတည်းစုပေးလို့မရအောင်ချောလို့မရအောင်ဆို6ရတာပေါ့အဲ့တော့6ဘယ်လို6မလဲအဲ့တော့နင်းအလုံးမခံလို့ရှိရင်အယုတ်တွေဝယ်မပေးတော့ဘူးဒါမျိုးဆိုသူကအယုတ်ဝယ်မပေးတော့မှကြောက်ပြီးတော့အလုံးခံမှာပေါ့အစားရှိသဖြင့်ပေါ့လေအဲ့တော့ဒါလေးကတော့ကျွန်တော်တို့ကစေကန်းကိုမလာခင်မှာကြိုပြီးတော့ပြင်ဆင်ရမယ့်ချက်တွေဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောသွားတာကတော့ကလေးသွားချမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပြောသွားတာဖြစ်ပါတယ်အားလုံးလည်းအကျိုးရှိမယ်လို့ထင်ပါတယ်မေးစရာရှိလို့ရှိရင်လည်းဒီဗီဒီယိုအောက်မှာမေးသွားလို့ရပါတယ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပြန်တွေ့ပါအောင်မယ်